မိုးသိမ်းထန်စွာရွာသွန်းနေတဲ့နေ့တနေ့မှာကျိုးငှက်လေးတစ်ကောင်ဟာပတင်းပေါက်အပင်ဘက်မှာမိုးခိုနေကြပါတယ်။ဒါပေမဲ့ကန်ဆိုးချင်တော့သူခိုနားတဲ့နေရာကမိုးတံကိုမကကွယ်နိုင်ပဲအေးဆက်တဲ့မိုးရေတွေကြောင့်မျက်စိတောင်မဖွင့်နိုင်အောင်ဖြစ်နေခဲ့တာပါ။ဒါကိုမြင်သွားတဲ့အမျိုးသမီးကသနာစိန်နဲ့သူ့အတွက်ယာယီအမိုးခါလေးတစ်ခုလုပ်ပေးလိုက်ပါတယ်။မိုးသိပ်သွားပြီးမဲ့ကျိုးငှက်လေးကထွက်မသွားတော့ပါဘူး။အမျိုးသမီးကအစာကျွေးဖို့ကြိုးစားပြီးမဲ့ကျိုးငှက်ကတော့လူကိုတန်တရားဝင်ပြီးအနားကလာတိုင်းအစာခွက်ကိုပုတ်ချကမောင်းထုတ်တတ်ပါသေးတယ်။ဒါပေမဲ့ပေါ်ထားရှိတဲ့အမြင်လေးပြောင်းလဲသွားခဲ့ပါတယ်။အမျိုးသမီးကကျိုးငှက်လေးတွေဘေးကင်းကင်းတဲ့ပေါက်ဖွာလာအောင်စူပါနိုသိန်းတယောက်လိုနှင်းညမပြတ်ဂယူးဆိုင်ပေးခဲ့ပါတယ်။ဆမရက်လောက်အကြာမှာပထမဦးကအကောင်လေးပေါက်လာပြီးမဲ့ဒုတိယဦးကတော့ညင်နေစေပါ။စစ်ဆေးကြည့်လိုက်တဲ့အခါငှက်ပေါက်လေးကဦးခွန်ချိုင်လမှာညက်နေတာကိုတွေ့ရလို့ဖြည်းဖြည်းချင်းခွာပြီးအမေဖိတူးစီပြန်ထည့်ပေးလိုက်ရပါတယ်။နောက်တနေ့မနက်မှာတော့ချိုးငှက်မလေးကပတင်းပေါက်ကိုလာခောက်ပြီးနှိုးပါတယ်။အစာတောင်းတာလို့ထင်ခဲ့ပြီးမဲ့တကယ်တမ်းတော့သူ့ရဲ့ရင်တွေလေးတွေကြမ်းကြမ်းမာမာပေါက်လာပြီးဖြစ်ကြောင်းတည်င်းကောက်ဒီလိုနဲ့ငှက်ပေါက်လေးတွေဟာအမျိုးသမီးရဲ့မိသားရေးကောင်မှအရွယ်ရောက်လာကြပါတယ်။အဘွားလည်းပေါ်မှာကြီးပြင်းလာရလို့လားမသိအဘွားဖြစ်သူကိုအရန်ခင်တွေ့ကြပြီးနေတိုင်းကူကူလူကြီးကချဲတကြပါတယ်။အမျိုးသမီးကအပြင်ထွက်ခိုင်းရင်တောင်မထွက်ပဲခေါ်လိုက်တာနဲ့တန်းပြန်လာကြတဲ့အထိလိမ္မာကြပါတယ်။ဒီနေ့မှာတော့အန်အောဘူကောင်တာတစ်ခုဖြစ်ခဲ့ပါတယ်။အစားဝအောင်စားပြီးတဲ့နောက်ငှက်ကလေးတစ်ကောင်ဟာအမျိုးသမီးရှိမှဦးခေါင်းလေးညွတ်ကအလီဖြူသွားခဲ့ပါတယ်။ဒါဟာသူ့မိသားစုကိုစားလူသားရဲ့ဆောင်းရှောက်မှုအပေါ်အနက်ဆိုင်ဆုံးကျေးဇူးတင်စကားဆိုလိုက်တာပါပဲ။